ဟုတ်ကဲ့တူတွေတူမတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဦးလေးပြောပြရမယ့်အကြောင်းအရာတွေကနော်သားသမီးတွေဟာမိဘတွေပတ်စံနေပါလေလိမ်ပြီးမတောင်းသင့်ဘူးနော်မိဘတွေရှားဖွယ်ရတာမလွယ်ဘူးနော်ခုခေတ်ဆိုပိုဆိုးတော့မနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးလေးကဘာလေးပြောပြခြင်းလဲဆိုကားစီးပါသားရဲ့နော်ကားစီးပါသားရဲ့အဲ့ဒါအကြောင်းကဘာလဲဆိုတော့နော်ဟိုတောဘက်ကနော်ပတ်စံရတယ်တိတ်ရှိတာမဟုတ်ဘူးဒါပေမဲ့သူ့သားလေးကိုပညာတတ်စေချင်တော့ရန်ကုန်မှာနော်ရန်ကုန်မှာရာဇုမှာနော်ရန်ကုန်တက္ကသိုလ်မှာသူ့ကိုလာပြီးကျောင်းထားတာကျောင်းထားတဲ့အခါကျတော့သူကဒီမှာလာကျောင်းတက်တဲ့အခါကျတော့လာတဲ့မိဘတွေကပတ်စံမှားတာပါနော်ပတ်စံမှားတဲ့အခါကျတော့နော်အဲ့လိုအများအားမှားပြီးတော့ရတယ်မိဘတွေကနော်တော့ရတဲ့အခါကျတော့သူကနော်ဒီမှာသူကအိမ်ငှားနေရတာမဟုတ်ဘူးနော်ဘော်ဒါဆောင်မှာဘော်ဒါငှားနေရတာဘော်ဒါဆိုတော့လှဲတန်းကဘော်ဒါနဲ့တက္ကသိုလ်နဲ့လမ်းလျှောက်သွားရင်ရနော်အဲ့ဒါဦးလေးတို့ကသိနေအောင်နော်လှဲတန်းဘော်ဒါဆောင်ရင်လည်းဒီနော်တက်ရတဲ့တက္ကသိုလ်ရာစုတွေဝိဇ္ဇာသိပ္ပံနော်ဟိုဘက်ကသိပ္ပံဒီဘက်ကဝိဇ္ဇာအဲ့လိုထားနော် convocation ရဲ့ဘေးမှာနော်အဲ့တော့သူကဒီမှာရန်ကုန်မှာအပေါင်းအသင်းနေနဲ့နော်ပျော်ပါပြီးတော့ဘုန်းတော်တို့နော်နေတဲ့အခါကျတော့သုံးဖြုံးနေတဲ့အခါကျတော့နော်ရည်သားတွေထားနော်အဲ့လိုထားပြီးတော့သုံးဖြုံးနေတဲ့အခါကျတော့နော်မလောက်ဘူးပတ်စံမလောက်ဘူးမလောက်တဲ့အခါကျတော့သူ့အမေကိုသူကလှမ်းပြီးလိန်ပြီးတောင်းတယ်အမေရဲ့သားပတ်စံမလောက်ဘူးအမေရဲ့အခုသားနေရတဲ့နေရာတွေကျောင်းနဲ့ဟိုသားကျောင်းနဲ့အဝေးပဲနော်အဝေးပဲ10မှတ်တိုင်15မှတ်တိုင်လောက်ရှိတယ်ဝေးပဲနော်အဲ့တော့အမေရဲ့ကျွန်တော်နေ့တိုင်းအဲ့ဒါပတ်စံမလောက်လို့နေ့တိုင်းလမ်းလျှောက်နေရတယ်နေ့တိုင်းလမ်းလျှောက်နေရတယ်အသွားရောအပြင်ရောလမ်းလျှောက်နေရတယ်အမေရဲ့သားဒုက္ခရောက်နေတယ်တကယ်တော့မဟုတ် तू ကလိန်တောင်းတာနော်လဲတန်းဘော်ဒါဆောင်နေနဲ့ဒီတက်ကတူတိုင်းနဲ့နီးနီးလေးနော်လမ်းလျှောက်သွားရင်နီးနီးလေးရောက်တယ်အဲ့ तू ကလိန်တောင်းတာမိဘစီလိန်တောင်းတဲ့ခါကျတော့သူပြောဟာသူ့အဖေတွေနဲ့တိုင်ပင်ပြီးတော့ညီကောင်မောင်နှမတွေနဲ့တိုင်ပင်ပြီးတော့ဟာငါတို့သားလေးတော့ရန်ကုန်တက္ကသိုလ်မှာသွားပြီးကျောင်းနေတာဒုက္ခရောက်နေပြီအဲ့ဒါမလို့လို့လမ်းအောင်လျှောက်ရတယ်ပြောတယ်အဲ့တော့နော်စာလေးတစ်စောင်နဲ့တခါပတ်စံတွေလိုတာတွေထပ်ထည့်ပြီးပေးလိုက်တယ်တဲ့ပို့လိုက်တယ်တဲ့အဲ့မှာစာတစ်စောင်ရေးပေးလိုက်တယ်နော်သူ့သားလေးကလမ်းလျှောက်သွားနေရတယ်လို့လိန်ပြောတာဟုတ်တော့တကယ်သူ့အမေကတကယ်အောင်မလို့အဲ့တော့ပတ်စံသားရဲ့ပတ်စံပို့လိုက်ပြီးသားလိုတဲ့ပတ်စံလည်းပို့ပေးလိုက်ပြီးကားစီးပါသားရဲ့တဲ့နော်သူမိဘမြစ်တာပေါ့နော်ကားစီးပါသားရဲ့ဆိုတာလေးနော်မိဘစီကပတ်စံလိမ်မတောင်းသင့်ဘူးဆိုတော့နော်မိဘမြစ်တာတရားကြီးမားတယ်အဲ့တော့သူကစာထဲမှာရေးတယ်သားစီကားစီးပါသားရဲ့ဆိုပြီးတော့နော်ပို့လိုက်တော့နော်ဘလောက်ရင်ကွဲစရာကောင်းတယ်နော်စိုးနေစရာကောင်းလဲဆိုနော်သားသမီးတွေကမိဘစီကပတ်စံနဲ့လိမ်မတောင်းသင့်ဘူးဆိုတော့ဦးလေးကဒါလေးကိုနော်နမူနာပဲပြောပြရအောင်နော်အားလုံးကျေးဇူးတင်ပါတယ်